main ကလေးရဲ့အကြိုက်ဘယ်တော့တည်သွားလို့ရတဲ့ ICIV High Speed Ice Compress Fan လေးနဲ့မိတ်ဆက်ပေးမယ်။ battery က4000 mAh ရှိပါပြီးတော့သုံးမယ်ဆိုရင် fan speed ပေါ်မူတည်ပြီးတော့3နိုင်ကနေ10နိုင်ဝန်းကျင်လောက်ထိစိတ်ကြိုက်သုံးလို့ရတယ်။ဒီ fan လေးရဲ့ထူးခြားချက်ကတော့ ice compress မှုပါတဲ့အတွက်ကိုအေးချင်တဲ့နေရာကိုဒီမျိုးလေးကတ်ထားလိုက်တာနဲ့အသားရဲ့အထိအေးစိမ်သွားအောင်လုပ်ပေးနိုင်တယ်။ skin care routine အတွက်အရန်ကိုအသုံးဝင်တယ်။ main ကလေးအတွက်တကယ်ကိုအဆင်ပြေတဲ့ပစ္စည်းလေး။တခြား mini fan လေးတွေနဲ့လုံးဝမတူဘဲနဲ့ transparent လေးထုတ်ပေးထားပြီးတော့တိတိကုတ်ကုတ်ကြည်လေးမလို့ကယ်လေးဆန်ပြီးတော့အရန်လာရတယ်ပါတယ်။ battery အားကိုရော fan speed ကိုပါ digital display နဲ့ပြပေးတယ်။ power ဖွင့်မယ်ဆိုရင်ဒီ power ခလုတ်လေးကိုပိထားပေးပြီးတော့အထဲမှာပါတဲ့ ice compress မှုလေးကို on ချင်တယ်ဆိုရင် power button လေးကိုတစ်ချက်ထပ်နှိပ်ပေးလိုက်အောင်ပဲပြန်ပိတ်မယ်ဆိုရင်လည်းဒီ power button လေးကိုတစ်ချက်ထပ်နှိပ်လိုက်တာနဲ့ ice compress မှုလေးပြန်ပိတ်သွားပြီ fan speed 100လဲဆိုရင်ဘယ်လောက်ထိအားပြင်းလဲဆိုတာ brother တို့ပဲကြည့်လိုက်တော့အခုလိုမျိုး fan ကိုဇွဲပေါ်မှာတင်ထားပြီးတော့ဖွင့်ထားရင်လည်းအရန်ကို stable ဖြစ်တဲ့ anti slip rubber feel လေးလည်းအောက်မှာပါတယ်အားသွင်းဖို့တိုက်စီအားသွင်းကြိုးတစ်ချောင်းပါပြီးတော့တစ်ခါအားသွင်းပြီးရတဲ့တနေကုန်သုံးလို့ရတယ်